မင်္ဂလာပါညစိခွာစာဆောင်မနှုတ်ဖို့ဆက်တာပါရယ်ဒီဇင်ဘာလ9ရက်2025ခုနှစ်အင်္ဂါနေ့ငါကျေးဇူးသည်တင်ဖို့လောက်ပေ၏ငါတကူသည်အားနေခြင်းဖြစ်၌ဆိုလင်တတ်သည်ကိုရိန္သုဩဝါစာဒုတိယဆောင်အခန်းကြီး7နှင့်ခန်းငယ်ကိုခေါင်းစဉ်ကနာသည်နီနီသမင်ကလေးရူဒေါ့ဖ်ခရစ်စမတ်ကာလရောက်လေကြားရလိရှိသောတခြင်းတစ်ပုဒ်ကနှာခေါင်းနီနီသမင်ကလေးရူဒေါ့ဖ်the red-nosed reindeer ဖြစ်ပါသည်1939ခုနှစ်တွင်ရောဘတ်ကဆက်ဆူ၍ဖြန့်ချီသောအခါမှာတော့တကမ္ဘာလုံးမှာကြော်ကြားသွားခဲ့ပါသည်ကလေးများအတွက်ရေးသားခဲ့သောခရစ်စမတ်ပုံမြင်ကလေးရူဒေါ့ဖ်အကြောင်းကိုနားထောင်ကြရအောင်နော်တခါကမြောင်းဝင်ရိုးရွှန်းနှမ်းမှနေထိုင်သည့်ဖိုးဖိုးဆန်တာကလော့ကခရစ်စမတ်အချိန်ရောက်လာခဲ့ပြီမို့မြို့ထဲကိုသွားပြီးကလေးသူငယ်များကိုလက်ဆောင်ပေးဖို့ရန်အတွက်ပြင်ဆင်มาတော့တယ်။သူမကသမင်ရှိကောင်ဆွဲတဲ့စွန့်ဖားကြီးတစ်ခုရှိသလိုအင်မတန်မှအားကောင်းတဲ့သမင်ကြီးရှိကောင်လည်းအစင်းသင်းရှိနေတာပေါ့။သူတို့ကလည်းမွေးလာတဲ့သမင်ငယ်ကလေးတွေလည်းရှိတဲ့ထဲမှာရူဒေါ့ဖ်ဆိုတဲ့တကောင်လည်းရှိပါတဲ့။ရူဒေါ့ဖ်ကအားနည်းချက်တစ်ခုရှိတယ်။သူများလို့မတန်မာလာဘူး။နှာခေါင်းမှာလည်းအနီရောင်နှာသီးရှိပြီးအယောင်တလက်လက်ထွက်နေလို့သူများနဲ့မတူဘူး။သူများတကာတွေလောင်ပြောင်ရင်မောစရာဖြစ်လာလို့သူခမအရှက်ရနေတာပေါ့ရူဒေါ့ဖ်ဟာတကယ်တော့အားငယ်နေရတဲ့သမင်ကလေးတစ်ကောင်မှာခရစ်စမတ်ကာလရောက်လာခဲ့ပါပြီမြို့ထဲကကလေးများကိုလက်ဆောင်သွားပေးဖို့ပြင်ဆင်နေတဲ့ဖိုးဖိုးဆန်တာကလော့စီကိုသွားပြီးတောင်းဆိုတာပေါ့ဖိုးဖိုးရဲ့စွတ်ဖားကိုကျွန်တော်ကိုဆွဲခွင့်ပြုပါလားဆိုတော့ဖိုးဖိုးက no ပေါ့ရူဒေါ့ဖ်ရဲ့မင်းကငယ်သေးတယ်ခိုးအားမပြည့်သေးဘူးစောင့်နေပါအောင်နောက်3-4နှစ်လောက်လို့နှစ်သိမ့်တာပေါ့သူတငယ်ချင်းတွေကရေတာမင်းရဲ့နာသီးနီနီကိုတွေ့ရင်ကလေးတွေကြောက်ပါဆိုလို့ဘိုးဘိုးကမခေါ်တာလို့ပြောကြတာပေါ့သို့တော့ခရစ်စမတ်ညမှာနှင်းတွေတအားပိတ်နေလို့လက်ဆောင်လဲကလေးထွက်မရပါဘူးကလေးတွေကလက်ဆောင်ကိုမျှော်နေကြပြီဘလို့လုပ်မလဲစဉ်းစားတဲ့ဘိုးဘိုးကရူဒေါ့ဖ်ကိုသွားခေါ်ပြီးစွတ်ဖားထိတ်ကနေပြေးစီတဲ့သူ့နာသီးအနီရောင်ရဲ့အလေးနဲ့နှင်းကိုထိုးခွင်းပြီးတော့ဖိုးဖိုးတို့လည်းမြို့ရဲရောက်ကလေးတွေကိုလက်ဆောင်ပေးနိုင်ခဲ့ပြီးအားလုံးကဝမ်းသာကြပါတဲ့အားနဲ့ချက်လောက်ပြောင်စရာလို့အောင်းမိခဲ့တဲ့ရူဒေါ့ရဲ့နှာခေါင်းနီနီဟာခရစ်စမတ်ချိန်မှာသူရဲကောင်းဖြစ်သွားတဲ့ကွယ်ခရစ်စမတ်ချိန်မှာအရာအလုံးသည်အကောင်းဖက်သို့ပြောင်းလဲသွားသောတည်ငောင်းရှိသည့်ပုံမြင်ကလေးပါမိတ်ဆွေအားလုံးဖျားသည့်ကောင်းချီးပေးပါစေ။